မုံတိုင်းထန်သောနန်းတွင်းနှင့်ဖြူစင်သောစိတ်ထားဟိုးရှိရှိကအမရပူရနေပြည်တော်ကြီးမှာမင်းတုံးမင်းသားနဲ့ကနောင်မင်းသားဆိုတဲ့ညီကိုညပါရှိခဲ့ပါတယ်။အကိုဖြစ်သူမင်းတုံးမင်းသားဟာငယ်စဉ်ကတည်းကဖုန်ကြီးကျောင်းမှာပညာသင်ကြားခဲ့ပြီးစာပေနဲ့ဘာသာတရားကိုအလွန်ယူသည်ကိုင်းဆိုင်သူပါ။သူဟာဘလောက်တောင်စိတ်ထားနူးညံ့တယ်လဲဆိုရင်ပရိစိတ်လေးတကောင်ကိုတောင်မတက်ရက်တဲ့သူလို့ကြော်ကြပါတယ်။အဲ့ဒီအချိန်မှာတိုင်းပြည်ကိုအုပ်ချုပ်နေတာကတော့သူတို့ရဲ့နောင်တော်ပဂရမင်းပဲထင်ပါတယ်။ပဂရမင်းဟာတိုင်းကြီးပြည်ရာထက်ကြက်တိုက်တာငှက်တိုက်တာတွေကိုပဲဝါသနာပါပြီးနန်းတွင်းမှာလည်းအချင်းပြက်ချားစားတဲ့အမတ်တွေကကြီးစိုးနေပါတယ်။ပြည်သူတွေဟာအခွန်အတုပ်တွေကြားမှာငိုကြွေးနေကြရပြီးအင်္ဂလိပ်တွေနဲ့ဖြစ်ပွားခဲ့တဲ့ဒုတိယစစ်ပွဲကြောင့်လည်းမြန်မာပြည်အောက်ပိုင်းဟာလက်လွတ်ခဲ့ရပါပြီ။မင်းတုံးမင်းသားဟာနန်းတွင်းကမတရားမှုတွေကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေခဲ့တယ်။ဒီနေ့မှာတော့ကောက်ကျစ်တဲ့အမတ်တွေကမင်းတုံးမင်းသားညီကိုတွေကိုလှုပ်ကြံဖို့ကြံစီကြပါတော့တယ်။ဒီသတင်းကိုကြားတဲ့အခါမှာတော့ငါတို့ဒီတိုင်းနေရင်တေယုံပဲရှိတော့မယ်။ငါတို့ကိုကာကွယ်ပြီးတိုင်းပြည်ကိုကယ်တင်ကြရအောင်မို့ညီရောကနောင်မင်းသားကတိုက်တွန်းပါတယ်။မင်းတုံးမင်းသားဟာသွေးထတန်ယိုဖိမာကိုအယမ်းကြောက်ပေမဲ့တိုင်းပြည်ရဲ့အခြေအနေကြောင့်ညီတော်နဲ့အတူအမရပူရကနေရွှေဘိုဘတ်ကိုထပ်ခွာခဲ့ပါတယ်။သူတို့နောက်ကိုပြည်သူတွေနဲ့စစ်သည်တွေဟာအလုံးအင်းနဲ့လိုက်ပါလာကြတယ်။ဘာကြောင့်လဲဆိုတော့မင်းတုံးမင်းသားရဲ့ကျင်နာတက်တဲ့တည်င်းကြော်စောမှုကြောင့်ပါတယ်။နောက်ဆုံးမှာတော့သွေးထက်တန်ယိုအ ਨੇ ဆုံးနဲ့မင်းတုံးမင်းသားဟာအောင်ပွဲရခဲ့ပြီးတက္ကရီ1414ခုနှစ်မှာမြမထီးနှန်းကိုဆက်ခံခဲ့ပါတော့တယ်။ဒါပေမဲ့သူ့ရှိမှစောင့်ကြိုနေတာကတော့ပျက်စီးလူနီးပါဖြစ်နေတဲ့ကိုင်းပြည်ကြီးပါနောက်ပိုင်းမှာဘာဖြစ်မလဲမင်းတုံးမင်းကြီးဟာပျက်စီးနေတဲ့တိုင်းပြည်ကိုဘလို့ပြန်လဲတီးဆောက်မလဲသူဘာကြောင့်မျိုးတစ်တစ်ခုတီးဖို့ဆုံးဖြတ်ခဲ့တာလဲဆက်လက်အားပေးကြပါအောင်နော်